ခုဒါတော့2025 17လပိုင်းတုန်းက17လပိုင်း14ရက်နေ့တုန်းကဒီဝပြည်နယ်မှာမုံဆိုးမတယောက်ကိုရေးရေးဆက်ဆက်မဒင်းကျင်းတပ်ဖြတ်ခဲ့တဲ့သူတွေကိုအများပြည်သူရှက်ကိုမျက်စီရင်တဲ့အကြောင်းပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့6လပိုင်းမှာဖြစ်သွားတာဖြစ်ပါတယ်6လပိုင်းမှာဒီမုံဆိုးမတယောက်ဟာလူသူကင်းမဲ့ကင်းရှင်းတဲ့လမ်းမှာဈေးဝယ်ကပြန်လာတဲ့အချိန်တီတီရခန့်တွေဟာသူတို့ကိုသူရဲ့အဲ့ဒီမုံဆိုးမရဲ့ဒီဆွေးကြိုးတွေလက်ကောက်တွေလက်စွပ်တွေအကုန်လုံးယူပြီးတော့ဖုံးတယ်လူသွားပြီးတော့မဒင်းကျင့်ကအိမ်မုံဆိုးမရဲ့ခေါင်းဦးခေါင်းကိုဖြတ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုဒီဆလာအိမ်မှာထည့်ပြီးမြောင်းသေးကိုပစ်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုဒီအဲ့အနီးအနားကဖြတ်သွားဖြတ်လာရွာသူရွာသားတွေကအဲ့ဒီကျွတ်မှာအဲ့ဒီဆလာအိမ်မှာအရန်နန်ပြီးတော့မတိမ်ကာလို့တွားကြည့်လိုက်တော့အလောင်းဖြစ်နေတယ်အဲ့ဒါနဲ့ဒီရေဝါပင်တွေကရေတွေအဲ့ဒီရေတပ်ဖွဲ့တွေကိုတိုင်ပြီးတော့ဒီရေတပ်ဖွဲ့ကနေစုံစမ်းပြီးတော့ဒီနလခန့်ကြတဲ့အခါမှာတော့ဒီ17လပိုင်းမှာတော့ဒီတရက်ခန့်တွေကိုမိသွားတာဖြစ်ပါတယ်စမိတုန်းကတော့တယောက်သေးပဲမိတာဖြစ်တယ်အဲ့တယောက်သေးကိုမိတဲ့အချိန်မှာဒီထွက်ဆိုထားတဲ့အချိန်မှာပထမဦးဆုံးကတော့သူ့ကဒီလူရက်ပြီးဒီတိုင်းတက်ဖြတ်တွေပဲထင်နေတာနောက်ကြမှာသူ့ကိုဒီမဒင်းကျင့်ပြီးအမျိုးလုပ်တယ်ဆိုအကြောင်းစုံကိုသိရတာဖြစ်ပါတယ်အဲ့ဒါနဲ့တယောက်သေးကိုပဲအရင်ဖမ်းမိပြီးတော့9ရက်ခန့်တပတ်ခန့်ကြာတဲ့အချိန်မှာတော့တရက်ခန့်တွေအကုန်လုံးကိုဖမ်းမိသွားတာဖြစ်ပါတယ်အဲ့ဒါနဲ့သူတို့ကိုဖမ်းမိပြီးတော့3ရက်ခန့်ကြာတဲ့အချိန်မှာတော့ဒီအများပြည်သူရှေ့မှာသူတို့ကဒီမုံဆိုးမဒီတယောက်ကိုဘလိုတွေရေးဆက်လုပ်ခဲ့တယ်ဆိုတာကိုပြောကြအကုန်လုံးကိုအတိပေးပြောပြီးတော့သူတို့ရဲ့ရှေ့မှာပဲအကုန်လုံးကိုကိုမျက်စီရင်လိုက်တာပဲဖြစ်ပါတယ်ဒါကတော့ဝပြည်နယ်မှာဒီမုံဆိုးမတယောက်ကိုရေးဆက်ဆက်မဒင်းကျင်းတပ်ဖြတ်ခဲ့တဲ့သူတွေကိုကိုမျက်စီရင်တဲ့အကြောင်းပဲဖြစ်ပါတယ်